ရှင်ဒီနေ့ချင်းညီမတို့ကိုစရုံးမထုံးပြတာကြာပြီဖြစ်တဲ့အတွက်အမနဲ့တူတူစရုံးလေးထုံးကြည့်ကြမယ်နော်ဒီစရုံးလေးကဆိုလို့ရှိရင်လွယ်တယ်နောက်တစ်ခုကကျတော့လူကြီးတွေကိုလည်းထုံးပြီးလို့ရတယ်ဘွဲသမားတွေကိုလည်းထုံးပြီးလို့ရတယ်နော်အဲ့တော့အမနဲ့တူတူလိုက်ထုံးကြည့်ကြမယ်နော်အရင်ဦးဆုံးကအမတို့ TC ချစ်တဲ့အပိုင်းနေနော် TC ချစ်တာတို့ဘာလို့အမဗီဒီယိုမရိုက်ထားတော့ဘူးဗီဒီယိုတိုင်းဝင်မှာအမTC ချစ်ပြတဲ့အတွက် TC မချစ်ပြတော့ဘူးเนาะပြီးတော့အရှိကเนาะ TC လေးချစ်မယ်ဘေးခွဲရင်ခွဲမယ်အလဲခွဲရင်ခွဲမယ်ပေါ့เนาะပြီးရင်သူ့ကိုတင်လိုက်မယ်တင်ပြီးွားရင်နောက်ကကျန်တဲ့သပင်လေးတွေကိုအမားတို့ကအခုလိုလေးเนาะ၄ပိုင်းပိုင်းလိုက်မယ်၄ပိုင်းပိုင်းပြီးဒီဘင်းလေးတွေနဲ့စီးလိုက်မယ်เนาะပြီးသွားရင်အမားတို့ကဒီဒိုနက်ကွင်းလေးပေါ့နော်ဒိုနက်အပိုင်းစားလေးပေါ့နော်ဖြတ်ထားလိုက်ပြီးတော့အဲ့ဒီမှာအမားတို့ကအပေါက်၄ပေါက်လေးဖောက်ထားလိုက်မယ်ပြီးသွားလို့ရှိရင်เนาะဒီတစ်ပေါက်ထဲမှာအပေါက်တစ်ပေါက်ထဲမှာအမားတို့ဖောက်ထားတဲ့အပေါက်ထဲမှာဒီသပင်လေးတွေကိုအမားတို့ထိုးသွင်းလိုက်အောင်ပဲပေါ့နော်အခုလိုလေအမားတို့ကသပင်တွေကိုတမြောင်းချင်းစီဒိုနက်ကွင်းနဲ့ထည့်ပြီးတဲ့အခါကျရင်အမားတို့စခွာလေးနဲ့သူ့ကိုထိန်းလိုက်မယ်ပေါ့နော်ဒီလိုအနေထားလေးဖြစ်သွားပြီဆိုရင်အမားတို့ကနော် west လေးနည်းနည်းလေးဒီတမြောင်းချင်းစီ west လေးနည်းနည်းလေးတုံလိမ့်လိုက်မယ်ပေါ့နော်တုံလိမ့်ပြီးသွားတဲ့အခါကျရင်အမားတို့ဒါကိုလိမ်မမယ်နော်လိမ်တဲ့အခါကျရင်တအားကြီးမကြည့်ရဘူးနော်နည်းနည်းလေးဘယ်လိုပြောမလဲအရန်မတင်းအရန်မရောတဲ့အနေထားလေးနဲ့သူ့ကိုလိမ်မယ်လိမ်ပြီးသွားတဲ့အခါကျရင်အမားတို့တအားမကြည့်ရအောင်နော်အဲ့ချိန်ကျရင်အမားတို့ကဒီလိုလေးအနေထားလေးနဲ့အမားတို့ယူပြီးတော့ဒီနားလေးမှာအဲ့လိုလေးအုပ်လေးလက်ကလေးနဲ့အရင်ကင်ထားမယ်ပြီးသွားရင်နော်အမားတို့ကစခွာလေးမပေါ်အောင်ထိုးမယ်အတွင်းဘက်ကနေထိုးမယ်စခွာလေးကိုနော်အပြင်မှာထိုးထောင်လေးမဖြစ်အောင်ဆိုပြီးတော့အတွင်းဘက်ကနေအမားတို့ထိုးမယ်ပြီးသွားရင်အမားတို့စံသားလေးတွေကိုနည်းနည်းချင်းစီပေါ့နော်သူ့ကိုအပွင့်ပုံစံလေးဖြစ်အောင်အမားတို့နော်တိတ်တိတ်ချာချာလေးသူ့ကိုအဲ့ဒီလိုလေးဖြန့်မယ်နော်စကွာလေးကိုအတွင်းကိုဖွက်ထိုးမယ်ဒိုနက်ကွင်းလေးကိုမြည်ပြီးတော့ဟိုထိုးခြင်းတဲ့နေရာလေးမှာနော်စကွာလေးကိုထိုးမယ်နော်ဒါတပွင့်ရပါပြီနော်ပြီးရင်နောက်တစ်မွင့်ကိုလေအမတို့ဒီမှာပိုလာတဲ့သပင်ကိုအကဲဒီအောက်ကိုထည့်ခြင်းနဲ့ထည့်လို့ရတယ်ပေါင်းပြီးတော့လိမ်ရင်လည်းလိမ်လို့ရတယ်နော်အခုကဒီဘက်ကိုလိမ်ထားရင်ဒီဘက်ပဲလိမ်မယ်နော်အဲ့တော့အမပြောထားတဲ့အတိုင်းပဲတအားကြီးမကြစ်ဘူးเนาะနည်းနည်းလေးဖွားလေးပဲပေါ့နော်အဲ့တော့အဲ့လိုအနေထားလေးရုံးလက်ခင်းနဲ့အုပ်ထားစခွာလေးတွေထိုးမလွတ်ချလိုက်နဲ့စခွာလေးတွေကိုအတွင်းဘက်ကနေထိုးမယ်နော်အမထိုးပြထားတယ်နော်အတွင်းဘက်ကနေအမတို့ထိုးမယ်အောက်ကဒိုနက်ကွင်းလေးထဲမှာမိအောင်ထိုးမယ်အဲ့တော့နှစ်ပွင့်ရသွားပြီတရတပွင့်ကိုလည်းအဲ့ဒီအတိုင်းပဲပိုတဲ့သပင်လေးကိုအမအောက်ကိုမထည့်တော့ဘူးနော်သူနဲ့ရောပြီးတော့အမလိမ်လိုက်တယ်လိမ်ပြီးသွားတဲ့ခါကျရင်ခုလိုလေးပဲရန်ခေါက်မယ်ပြီးရင်နောက်ဆုံးတစ်ပွင့်ကိုလည်းအမတို့အခုလိုလေးပဲလိမ်လိုက်မယ်အဲ့တော့နောက်ဆုံးပိုတဲ့ဒီအစလေးကိုအမားတို့ကအောက်မှာသူ့ကိုဖွက်လိုက်မယ်ထိုးပြီးတော့နော်အဲ့တော့အပွင့်လေးတွေကိုတော့ချင်းညီမတို့ကလက်ကလေးတွေနဲ့နည်းနည်းကိုလူတလူလေးပေါ့နော်ဖြတ်မယ်လိုအပ်တဲ့နေရာလေးတွေကိုကိုကနော်စခွာလေးတွေနဲ့ထိုးပြီးတော့ထိမ့်မယ်နော်ဒါလေးကတအားလွယ်တဲ့စတုံးလေးပါဝါသနာရှင်ချင်းညီမလေးတွေအိမ်မှာထုံးကြည့်စီခြင်းပါတယ်နော်
ရန်လာတဲ့သရုံးလေးကိုရပါပြီလူကြီးတွေကိုလည်းထုံပေးလို့ရတယ်နော်ဘွဲသမားလေးတွေလည်း cap ကနေလွတ်တယ်ပေါ့နော် cap လွတ်တယ်အောက်ကအပွင့်ပုံစံလေးတွေလည်းဖြစ်တယ်ရန်လာတယ်နော်နောက်တွဲသရုံးလေးပေါ့နော်အပွင့်နောက်တွဲသရုံးလေးကိုရပါပြီရှင်အဲ့တော့အရန်လာတဲ့နော်ပန်းလေးမွေးသရုံးလေးရပါပြီရှင်အဲ့တော့ဝါသနာတူချင်းညမလေးတွေလိုက်ထုံးကြည့်ကြပါအရန်ကိုလာပြီးတော့ fancy ဆန်တဲ့သရုံးလေးဖြစ်ပါတယ်လွယ်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်ရှင်